လုံးပဲမင်္ဂလာပါဆရာတော်ဟောပြောဆုံးမတာလေးကိုအတူတကွနာယူလိုက်ကြရအောင်အရှင်ပြမေးကောင်းမေးလျှောက်ခင်ပြပါဗျာအရှင်ပြသာသနာဟိုငကိုတော့အိန္ဒိယကနေရွေ့သွားပါဘောနော်ဗျာအခုမြန်မာပြည်ကနေလဲအဲ့လိုအနာဂတ်တနာမှာအဲ့လိုမျိုးရွေ့သွားနိုင်တဲ့အနေထားရှိလားဗျာဘယ်ပမာမူတည်နေရလဲဗျာဘာတွေကအရေးကြီးပါလဲဗျာသာသနာတော့ရွေ့မှာပဲလေသာသနာဆိုတာတောင်းကံတွေဖျားတွေနဲ့မဆိုင်ဘူးလေသာသနာဝင်ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ဥပါဒကဥပါတိကာနော်ဘိက္ခုဘိက္ခုနီပရိသတ်၄ပါးနဲ့ဆိုင်တယ်ပေါ့နော်ဒီနေ့ကတော့ဘိက္ခုနီမရှိတော့ဘူးသီလရှင်တွေပေါ့အဲ့တော့ယဟန်တော်တွေရဲ့သီလရှင်တွေနောက်ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့တရားဓမ္မတွေအပေါ်မှာမူတည်တယ်ဒီတရားဓမ္မတွေရဲ့ယင်ထဲမှာနော်ဘုရားရှင်ရဲ့အဆုံးအမတွေကိုလိုက်နာမှုကြင်ကြံမှုသင်ယူမှုတွေမရှိတော့ဘူးဆိုလို့ရှိရင်သာသနာကွယ်သွားမှာပဲလေသာသနာရွေ့သွားမှာပဲနော်သာသနာဒီမှာတည်မှာမဟုတ်တော့ဘူးမြန်မာနိုင်ငံမှာသာသနာတည်နေတယ်ဆိုတာကဗုဒ္ဓဘာသာဝင်တရားဓမ္မတွေကဘုရားရဲ့ဓမ္မတွေကိုသင်ယူနေကြတယ်လေ့လာနေကြတယ်ဖတ်ရှုနေကြတယ်ကိုယ်တိုင်လက်တွေ့လည်းကျင့်သုံးနေကြတယ်ဆရာတော်တန်ဃာတော်တွေကလည်းလက်တွေ့လိုက်နာနေကြတယ်ကျင့်လည်းကျင့်သုံးနေကြတယ်သင်လည်းသင်နေကြတယ်ဆိုတော့ပရိယပฏิပတ်သီလသမารိပညာအကုန်လုံးကရှိနေလို့သာသနာရှိတယ်လို့ခေါ်တာအကိမြန်မာနိုင်ငံတန်ဃာတော်တွေကစာတွေလည်းကောင်းကောင်းမသင်တော့ဘူးပေါ့နော်ဟိုဆောင်းပွဲနဲ့ကိုလိုက်သွားတယ်ပိဋကတ်စာတွေကိုတကယ်ကျွမ်းကျင်အောင်တကယ်နားလည်အောင်မသင်တော့ဘူးနော်ဟိုအပေါ်ရင်လောက်ပဲစာသင်နေကြတာစာတွေကိုရွတ်ဖက်တယ်ဆယ်နေကြတယ်ကြိဖက်နေကြတယ်အဓိပ္ပာယ်တော့ဘာမှနားမလဲဘူးနော်ဟိုပဋ္ဌာန်းတွေဖတ်နေကြတယ်ပဋ္ဌာန်းတွေဘာမှမသိဘူးဒါပဋ္ဌာန်းကွယ်နေကြပဲဟုတ်တယ်မသိရင်ပဋ္ဌာန်းကွယ်နေပြီနော်ဒါကွယ်နေတာပဲလေဟိုပါဠိတွေဖတ်တော့ဖတ်နေဟေတုပစ္စည်းကဘာဆိုမှမသိဘူးအာရမဏပစ္စည်းကဘာမှမသိဘူးဒါပဋ္ဌာန်းကွယ်နေတာပေါ့နော်ဆရာတော်တွေကတော့နားလဲတယ်တချို့တရားဓမ္မတွေနားလဲတော့အာရမဏပစ္စည်းတော့ဘာပြောတာနော်ဟေတုပစ္စည်းတော့ဘာပြောတာအဓိပ္ပာယ်နားလဲနေတယ်ဒါသာသနာရှိနေတာလို့ခေါ်တယ်နော်အဲ့တော့ဆိုလိုတာကမြန်မာနိုင်ငံမှာအကယ်၍များတန်ဃာတော်တွေကလည်းစာတွေကောင်းကောင်းမသင်တော့ဘူးဘွဲတွေနောက်ကိုလိုက်ကုန်ကြတယ်စာတွေစနစ်တကျနားလဲအောင်မသင်တော့ဘူးလူတွေကလည်းနားလဲအောင်မလေ့လာတော့ဘူးနော်အဲ့တော့ဆရာတော်တွေကလည်းလူတွေကိုနားလဲအောင်မဟောတော့အပေါ်ယံလောက်ပဲခေါ်နေတယ်တရားကိုနော်တကယ်ကိုနှစ်ကာတည်တည်ချာအဘိဓမ္မာတွေတုတ်တန်တရားတွေကိုစနစ်တကျနားလဲအောင်အကျယ်တုံးမဟောတော့ဘူးအဲ့တော့အကျယ်တုံးဟောခြင်းပြောခြင်းဆွေးနွေးခြင်းပို့ချခြင်းမရှိတော့ဘူးနော်သာသနာ့ကွယ်ကြောင်းထဲမှာပါနော်အကျယ်တုံးဟောတာတွေပို့ချတာတွေမလုပ်တော့ဘူးအဲ့နောက်တစ်ခါဒါပရိယက်ကွယ်တာနောက်မကျင့်တော့ဘူးတန်ဃာတော်တွေကလည်းဝိနည်းတွေကိုမကျင့်တော့ဘူးလူတွေကလည်း၅ပါးသီလတော့မလုံချင်တော့ဘူးအဲ့လိုဆိုရင်ဒါသာသနာကွယ်တာပဲလေအဲ့ဒါနောက်ကျင့်တဲ့နိုင်ငံတွေသင်ယူတဲ့နိုင်ငံတွေမှာသာသနာရောက်သွားမှာပဲနော်အဲ့တော့ဒီပိဋကတ်စာတွေကိုစနစ်တကျလေ့လာသင်ယူနေတဲ့နိုင်ငံကျင့်ကြံအထုတ်နေတဲ့နိုင်ငံတွေမှာသာသနာတည်မှာပဲနော်အဲ့တော့လေ့လာသင်ယူခြင်းမရှိတော့ဘူးကျင့်ကြံအထုတ်ခြင်းမရှိတော့ဘူးဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒီဒေသမှာသာသနာကွယ်တာပဲဘလောက်ပဲဖရာကြီးတွေရှိနေပါစေဘလောက်ပဲကျောင်းကန်ကြီးတွေရှိနေပါစေစာပေတွေကိုစနစ်တကျသင်ယူခြင်းလေ့လာခြင်းပို့ချခြင်းကျင့်ကြံအထုတ်ခြင်းမရှိရင်အဲ့ဒီဒေသမှာသာသနာကွယ်သွားတာပဲနော်ကျောင်းကြီးတွေ၄ထက်ဆောက်၅ထက်ဆောက်၆ထက်ဆောက်10ထက်ဆောက်ဓလေ့ကားကြီးတွေနဲ့ဆောက်ဒါပေမဲ့အဲ့အကြောင်းမှာပရိယမရှိဘူးပฏิပတ်မရှိရင်အဲ့အကြောင်းနဲ့သာသနာကွယ်တဲ့အကြောင်းတိုက်ပဲနော်ကျောင်းကြီးတွေတချို့လှူကြတယ်အများကြီးပဲတိုက်ကြီးတွေလှူကြတယ်ဒါပေမဲ့အဲ့ဒီအကြောင်းမှာစာသင်သားတစ်ပါးမှမရှိဘူးတရားလည်းဘယ်သူမှအာမထုတ်ဘူးဆိုတော့အဲ့ဒီအကြောင်းကသာသနာကွယ်နေတဲ့ကျောင်းတိုက်လို့ခေါ်ရတယ်နော်အကြောင်းပရိယပฏิပတ်ရှိရင်သာသနာထွန်းကားတယ်ပရိယပฏิပတ်မရှိရင်သာသနာကွယ်တယ်သာသနာရွေ့မယ်ပေါ့နော်ဒါမြန်မာနိုင်ငံကတရားဓမ္မတွေနဲ့တန်ခါတော်တွေအားလုံးဟာပရိယပฏิပတ်ကိုတကယ်ကိုအထုတ်နေကြတရွေ့ကာလပတ်လုံးကျွန်တော်သာသနာရှိနေဦးမှာပါနော်တကယ်အာမထုတ်တော့တဲ့တနေ့ကျရင်သာသနာကွယ်သွားမှာပါနော်မြန်မာနိုင်ငံမှာပေါ့ဒီဗီဒီယိုမှာသင်တို့တစ်ခုခုရရှိမယ်လို့ယုံကြည်ပါတယ်